အခုအိန္ဒိယဘက်ကိုလက်ကြည့်ရအောင်နေ့စဉ်နေ့တိုင်းចောင်းသားတန်ပေါင်းများစွာဟာနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တွေကိုဝင်ခွင့်ရဖို့အတွက်အပြိုင်ဆိုင်စာမေးပွဲတွေကိုဝင်ရောက်ဖြေဆိုကြပါတယ်အချို့ကရှင်းနေဒါမှမဟုတ်အင်ဂျင်နီယာဖြစ်ချင်ကြပါတယ်အများစုကတော့ဆရာဝန်ဖြစ်ချင်ကြတာပါဆေးကောလိပ်တွေကိုတက်ရောက်ခြင်းတဲ့ចောင်းသားတွေဟာ NEET လို့ခေါ်တဲ့စာမေးပွဲကိုဖြေဆိုကြပါတယ်အဲ့ဒါကတော့အမျိုးသားအရေးချင်းစင်းတဲ့ဝင်ခွင့်စာမေးပွဲကိုဆိုလိုတာပါဒီစာမေးပွဲကိုတစ်နှစ်မှာတစ်ကြိမ်ကျင်းပပါတယ်အောင်မြင်သူတွေဟာအိန္ဒိယရဲ့ဆေးကောလိပ်တွေကိုဝင်ခွင့်ရရှိကြတာပါနေ့စဉ်ကျောင်းသားနှစ်တန်းခွဲနီးပါးဒီစာမေးပွဲကိုဝင်ရောက်ဖြေဆိုကြပါတယ်အဲ့ဒီကျောင်းသားတွေအတွက်တော့ NEET ဟာအိမ်မက်တစ်ခုလိုပါပဲဒါဟာသူတို့ရဲ့အနာဂတ်အလုပ်ကိုင်ကိုဖြစ်စေနိုင်တယ်လို့ပျက်စီးစေသွားနိုင်တာလည်းဖြစ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီအိမ်မက်ဟာဒေါ်တာအတွက်လမ်းမတွေပေါ်ကိုရောက်ရှိလာခဲ့ပါတယ်စာမေးပွဲစနစ်မှာမတမာမှုတွေအဓိကအားဖြင့်ဒီနှစ်မှာဖြစ်ပွားခဲ့တဲ့မိငုံပေါက်ကြားမှုအပြင်မတရားစစ်ဆေးမှုတွေနဲ့ပြည်내အတော်များများမှာပေါ်ထုတ်နိုင်ခဲ့တဲ့လိမ်လည်မှုဂုဏ်ရက်တွေကြောင့်တောင်းနဲ့ချီတဲ့ចောင်းသားတွေဟာနယူးဒေလီမှာဆန္ဒပြနေကြပါတယ်ဒါဆိုကွက်တိဘာတွေဖြစ်နေတာလဲចောင်းသားတွေဘာကြောင့်ဆန္ဒပြနေကြတာလဲသူတို့ရဲ့တောင်းဆိုချက်တွေကဘာတွေလဲအသေးစိတ်ခွဲခြမ်းစိတ်ပြကြည့်ကြအောင်ဆန္ဒပြမှုရဲ့အဓိကအနှစ်သာရမှာရိုးရှင်းတဲ့ပူပန်မှုတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ယုံကြည်မှုပါပဲနိဆိုတာရိုးရိုးဝင်ခွင့်ဆောင်ရွက်တစ်ခုမဟုတ်ပါဘူးတန်ပေါင်းများစွာသောចောင်းသားတွေဟာဒီဆောင်ရွက်ပွဲအတွက်လှပေါင်းများစွာနှစ်ပေါင်းများစွာတောင်ပြင်ဆင်ကြတာပါဒီနေ့ဘွဲ့ချိုတင်တန်းဝင်ခွင့်ဆောင်ရွက်ကိုမေလ3ရက်နေ့ကကျင်းပခဲ့ပါတယ်ចောင်းသားနှစ်တန်းခွဲကျော်ဖြည့်ဆို့ခဲ့ကြပေမဲ့မိကုံပေါက်ချမှုကိုစုံစမ်းတွေ့ရှိခဲ့ရပါတယ်မိကုံစာရွက်ဟာ Telegram WhatsApp တွေပေါ်မှာပြန့်နှံ့နေခဲ့တာပါမေလ12ရက်နေ့မှာတော့နိစာမွဲကိုပယ်ဖျက်လိုက်ပါတယ်ပြန်လည်ဖြည့်ဆို့ဖို့ဆောင်ပွဲကိုကြေညာခဲ့ပါတယ်ဇွန်လ21ရက်နေ့မှာပြန်လည်ကျင်းပခဲ့ပြီးဇွန်လ16ရက်နေ့မှာရလဒ်တွေကိုထုတ်ပြန်ခဲ့ပါတယ်ဒီကာလအတွင်းအစိုးရကစုံစမ်းစစ်ဆေးမှုတစ်ခုစတင်ခဲ့ပါတယ်မိကုံပေါက်ချမှုအတွက်စုစုပေါင်းလူ73ဦးကိုဖမ်းဆီးခဲ့ပါတယ်ဒါဆိုចောင်းသားတွေဘာကြောင့်စိတ်ဆိုးဒေါသထွက်နေကြတာလဲဘာလို့လဲဆိုတော့ NEET ဟာအိန္ဒိယမှာစိတ်ဖိစီးမှုအယမ်းများတဲ့ဆောင်းပွဲတွေထဲကတစ်ခုဖြစ်လို့ပါကလေးတွေဟာသူတို့ရဲ့အနာဂတ်တစ်ခုလုံးကိုဒီဆောင်းပွဲအတွက်ပုံအောထားကြတာပါဆောင်းပွဲကျင်းပတဲ့ agency တွေရဲ့ပေါ်ဆမှုမှန်သမျှဟာတန်ပေါင်းများစွာသောចောင်းသားတွေကိုထိခိုက်စေပါတယ်ပြန်လည်ဖြေဆိုရခြင်းဆိုတာသူတို့ရဲ့အမှားမဟုတ်ပါဘူးစိတ်ဖိစီးမှုဖိအားတွေကိုထပ်မံရင်ဆိုင်ရတာကိုဆိုလိုတာပါဒါကြောင့်မိငုံပေါက်ကြားမှုကိုတွေ့ရှိပြီးပြန်လည်ဖြေဆိုဖို့ကြေညာခဲ့တဲ့အခါတန်ပေါင်းများစွာသောចောင်းသားတွေဟာဝမ်းနဲ့ကြေကွဲခဲ့ကြရပါတယ်အချို့အတွက်တော့အဲ့ဒီစနစ်ရဲ့စိတ်ဖိစီးမှုဟာအကန့်အသတ်ထက်ကျော်လွန်သွားခဲ့ပါတယ်မိငုံပေါက်ကြားမှုကိုတွေ့ရှိခဲ့ပြီးတဲ့နောက်အနည်းဆုံးចောင်းသား14ဦးဟာတေချောင်းကြံစီသွားခဲ့ကြပါတယ်သူတို့ဟာစိတ်ဓာတ်ကျဆင်းမှုနဲ့ဗန္ဒာရေးအခက်အခဲတွေကိုအကြောင်းပြသွားခဲ့ပါတယ်မိငုံပေါက်ကြားမှုဖြစ်ပွားပြီးကြတဲ့ကចောင်းသားတွေဟာဆောင်ပွဲလှုပ်ရှားစဉ်တစ်ခုလုံးအတွက်ပူပန်နေကြပါတယ်သူတို့မှာတရားမျှတပြီးအခွင့်အရေးတူညီစွာရရှိမရှိနဲ့သူတို့ရဲ့မျှော်လင့်ချက်တွေရည်မှန်းချက်တွေကိုအလေးအနက်ထက်သွင်းစဉ်းစားခြင်းရှိမရှိဆိုတာကိုသိချင်နေကြပါတယ်။ဒါကြောင့်ပဲတာဝန်ယူမှုတာဝန်ခံမှုကိုလိုချင်ကြတာကြောင့်အမျိုးသားမျိုးတော်မှာဆန္ဒပြနေကြတာဖြစ်ပါတယ်။အခုအခါဆန္ဒပြပွဲတွေမှာမတူညီတဲ့ចောင်းသားအဖွဲ့အစည်းတွေပါဝင်နေကြပါတယ်။အချို့ကနိုင်ငံရေးအစီအစဉ်တွေကိုပစင်ရုပ်လှုပ်လို့စူးစမ်းနေကြပေမဲ့ဒီဆန္ဒပြပွဲကတော့ចောင်းသားတွေအတွက်ပဲဖြစ်ပါတယ်။သူတို့ဟာမတရားပြုကျင့်ခြင်းကံခဲ့ရတာကြောင့်တောင်းဆိုချက်အချို့ကိုတင်ပြထားပါတယ်။ပထမအချက်ကတော့မိငုံပေါက်ကြားမှုနဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးဖို့ပါ။ဒုတိယအချက်ကတော့အနာဂတ်ဆောင်ပွဲတွေဘေးကင်းပြီးယုံကြည်စိတ်ချမှုရှိစေဖို့ပုံမှန်ခိုင်မာတဲ့ကာကွယ်ရေးစည်းမျဉ်းတွေရှိစေဖို့ဖြစ်ပါတယ်။တတိယအချက်ကတော့ဆောင်ပွဲတွေကျင်းပတဲ့အဖွဲ့အစည်းတွေနဲ့တာဝန်ရှိသူတွေဘက်ကတာဝန်ယူမှုတာဝန်ခံမှုရှိဖို့ပါပဲ။ဒါတွေထက်မှပညာရေးဝန်ကြီးဒါမန်ဒရာဘရာဟန်နှုတ်ထွက်ပေးဖို့လည်းပါဝင်ပါတယ်။မနေ့ကတော့အခုချိန်ထိအကြီးမားဆုံးဆန္ဒပြပွဲတွေထက်ကတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။တောင်းနဲ့ချီတဲ့ចောင်းသားတွေဟာစန်ထရယ်ဒေးလီမှာစုဝေးခဲ့ကြပါတယ်။သူတို့ဟာလွတ်တော်စီတို့ချီတက်ခဲ့တဲ့ရဲတပ်ဖွဲ့ကသူတို့ကိုအတားအဆီးတွေနဲ့တားဆီးခဲ့တဲ့အဲဒီနောက်မှာတော့ပြင်းထန်တဲ့ရုံးရင်စံခါမှုတွေကိုဖြစ်ပွားခဲ့ပါတယ်။ចောင်းသားအတော်များစွာဒဏ်ရာရရှိခဲ့ပါတယ်ရဲတပ်ဖွဲ့ဝင်အချို့လည်းဒဏ်ရာရရှိခဲ့ကြပါတယ်ဒီနေ့မှာတော့ဝန်ကြီးချုပ်နန်ဒရန်ဒါမိုဒီကကျောင်းသားတွေရဲ့ပူပန်မှုကိုမိန့်ခွန်းပြောကြားခဲ့ပါတယ်သူကမိန့်ခွန်း
ပေါက်ချမှုကိုကြီးလေးတဲ့ပြမှုတစ်ခုအဖြစ်ခေါ်ဆိုခဲ့ပါတယ်သူက need မေကွန်ပေါက်ချမှုဟာအလွန်ကြီးမားတဲ့အဖြစ်တစ်ခုဖြစ်ကြောင်းကျွန်တော်တို့ချက်ချင်းအရေးယူဆောင်ရွက်ခဲ့ပြီးပါဝင်ပါတဲ့သူအားလုံးကိုဖန်ဆီးခဲ့ပါတယ်ဆွဆွဲခံထားရသူ73ဦးကိုအခုထောင်ထဲမှာရောက်နေပါပြီကလေးတွေကိုအစိုးမစွတ်ပါနဲ့သူတို့ကိုလမ်းပြပေးကြပါလမ်းမကိုတွားဖို့လွယ်ကူပေမဲ့ပြန်လာဖို့အများကြီးပိုခက်ခဲပါတယ်သူတို့ကိုလမ်းညွှန်ပေးဖို့ဆိုတာကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်ဒါပေမဲ့ဆန္ဒပြပွဲတွေကတော့ရှော့ပါသွားမဲ့ပုံမပေါ်ပါဘူးဒီကိစ္စကိုလွတ်တော်တွေထဲမှာလည်းမင်းကိုထုတ်ခဲ့ကြပါတယ်အခုကအိန္ဒိယရဲ့အတိုက်ခံပါတီတွေဟာလည်းဒီလှုပ်ရှားမှုမှာပူးပေါင်းပါဝင်လာခဲ့ကြပါတယ်သူတို့ဟာဝန်ကြီးချုပ်ရဲ့နေအိမ်စီတို့ကြီးတက်ခဲ့ကြပါတယ်အဓိကအချက်ကတော့ဒီနိုင်ငံရဲ့လူငယ်တွေလိုဒီလိုပြုမှုဆက်ဆံရမှာမဟုတ်ဘူးဆိုတာပါပဲဒီနိုင်ငံရဲ့လူငယ်တွေမှာဘာအခွင့်အရေးမှမရှိကြပါဘူးတကားအားလုံးပိတ်ထားပါတယ်ပွင့်နေတဲ့တကားတစ်ခုတည်းရှိတာကတော့အပြိုင်ဆိုင်ဆောင်မှုပဲဆိုတဲ့တကားပါပဲအခုတော့အဲ့ဒီတကားလည်းပျက်စီးခံလိုက်ရပါပြီအခု need ဟာဘာကြောင့်အလွန်အမင်းအရေးပါနေရတာလဲဆိုတာကိုတတိယဖို့အရေးကြီးပါတယ်ဒီဆာမွေးဟာအိန္ဒိယတဝန်စစ်ပညာဆေးပညာတင်ကြားရေးစီတွားရတခုတည်းတော့တကားပေါက်ဖြစ်ပါတယ်ဆရာဝန်ဖြစ်ဖို့မျှော်လင့်ထားသူတွေအတွက်နေပေါင်းများစွာပြင်ဆင်မှုတွေဟာဒီဆာမွေးတခုတည်းအပေါ်မှာပုံအောထားရတာပါမေကွန်ပေါက်ချမှုလို့အနောက်ရှက်မန်နမြဟာတန်ပေါင်းများစွာသောចောင်းသားတွေနဲ့သူတို့ရဲ့မိဘတွေကိုတိုက်ခိုက်ထိခိုက်စေပါတယ်အဲ့ဒါကဆန္ဒပြပွဲတွေနဲ့ပတ်သက်တဲ့စိတ်ခံစားမှုတွေဘာကြောင့်ဒီလောက်အထိမြင့်တက်နေရတယ်လဲဆိုတာကိုရှင်းပြနေတာပါဒါပေမဲ့ဒီကိစ္စကနိုင်ငံအတွက်ပုံမကြေးပြန်းတဲ့ဆွေးနွေးမှုတွေကိုပွင့်သွားစေခဲ့ပါတယ်တန်ပေါင်းများစွာသောသူတို့အတွက်ဆာမွေးပွဲတွေကိုဘလို့ကျင်းပမလဲအပြည့်အဝတမရှိမှုကိုရောဘလို့တေချာစေမလဲဤပညာဟာဆာမွေးပွဲတွေကိုပုံမဘေးကင်းအောင်လှုပ်ဆောင်ပေးနိုင်သလားမိဂုံစာရွက်တွေကိုအခြားနည်းလမ်းနဲ့ဂိုင်းတွယ်တင်သလားပုံမခံမာတဲ့စောက်ကြည့်မှုနဲ့ထောက်ပံ့ပို့ဆောင်ရေးတွေကအနာဂတ်မိဂုံပေါက်ချမှုတွေကိုကာကွယ်ပေးနိုင်မလားဆန္ဒပြပွဲရဲ့ရလကဘာပဲဖြစ်ပါစေအချက်တစ်ခုကတော့ရှင်းပါတယ်အိန္ဒိယကတန်ပေါင်းများစွာသောចောင်းသားတွေအတွက် need ဆိုတာဆာမွေးတစ်ခုထက်ပိုပါတယ်အဲ့ဒါဟာနှစ်ပေါင်းများစွာပြင်ဆင်မှုစွန့်လွတ်အနေနာခံမှုမျောလင်းချက်တွေဖြစ်ပါတယ်အဲ့ဒါဟာမျောလင်းချက်ပါပဲဒါကြောင့်လဲဆာမွေးရဲ့တမရှိမှုအပေါ်မင်းကိုထုံမှုဗန္ဒမြဟာနက်နက်ရှားရှိုင်းရိုက်ခတ်သွားတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အပြိုင်ဆိုင်ဆာမွေးတွေမှာចောင်းသားတွေဟာခက်ခဲတဲ့မင်းကိုစာရွက်ကိုလက်ခံနိုင်ကြပါတယ်ခက်ခဲတဲ့ပြိုင်ပွဲကိုရင်ဆိုင်နိုင်ကြပါတယ်ဒါပေမဲ့အရာအလုံးထက်သူတို့သိချင်တာကတော့စံချိန်စံညွှန်းတွေဟာလူတိုင်းအတွက်အတူတူပဲဖြစ်တယ်ဆိုတာပါပဲကျောင်းသားတွေဟာဖွဲ့စည်းတွေအနေနဲ့ဖြောင့်မပြီးတန်းတူညီမျှရှိမယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့အဲ့ဒီယုံကြည်မှုမင်းကိုထုတ်ခံလိုက်ရပြီးဆိုရင်တော့အဲ့ဒါကိုပြန်လည်ကုစားဖို့ဆိုတာစာမွေးပွဲကျင်းပတဲ့ဒါထက်မကအရေးကြီးလာတာဖြစ်ပါတယ်တရုတ်နဲ့ပါကစ္စတန်တို့ဟာသူတို့ရဲ့ရေအောက်ရေတပ်အင်အားတွေကိုလင်းမြန်စွာတိုးချက်နေချိန်မှာပဲအိန္ဒိယရဲ့တစ်လွင်စံတစ်တဲ့ရင်အုပ်တင်မောတိုက်ဖြတ်ရေးစစ်တင်မော INS မဲဝန်ဟာရေတပ်နဲ့ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်ပြည်တွင်းထုတ်ကုန်ကျန်း80ရာခိုင်နှုန်းကျော်နဲ့တိစောက်ထားတဲ့ INS မဲဝန်ကိုကန်ယိုဒန်ရေတိမ်ပိုင်းတွေမှာရန်သူရင်အုပ်တင်မောတွေကိုစုံစမ်းထောက်လှမ်းဖို့နောက်ရောက်ခံလိုက်ဖို့နဲ့ဖြည့်ဆည်းပစ်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးအိန္ဒိယကိုတောက်တင်းတဲ့ရေကြောင်းကာကွယ်ရေးအလွာအသစ်တစ်ခုပေးအားလိုက်တယ်လို့ Indian Ocean တလျှောက်လုံခြုံရေးကိုလည်းကာကွယ်စေပါတယ်ပြည်ပြင်းအထက်ချင်းချောင်းမှုတွေအတွက်ဆယ်စုနှစ်ပေါင်းများစွာပြင်ဆင်ခဲ့ပြီးတဲ့နောက်အိန္ဒိယဟာပြည်ပြင်းအောက်ကရန်သူအတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်ဇူလိုင်လ22ရက်နေ့မှာတော့အိန္ဒိယရဲ့ကန်ယိုဒန်အနီးချောင်းမြောင်းနေတဲ့ရန်သူရင်ကုန်တင်မောတွေကိုစုံစမ်းထောက်လှမ်းဖို့နောက်ရောက်ခံလိုက်ဖို့နဲ့ဖျက်ဆီးပစ်ဖို့တိစောက်ထားတဲ့မျိုးဆက်သစ်ရင်ကုန်တင်မောလိုက်လံစာဖွေရေးတင်မော INS မဲဗန်ကိုစတင်တတ်တော်တွင်ချင်းနဲ့အတူရေအောက်စစ်ရေးအင်အားကိုနောက်ထပ်အဆင့်တစ်ခုစီတို့ယူဆောင်သွားတော့မှာဖြစ်ပါတယ်။ဘာကသူ့ကိုအထူးခြားဆုံးဖြစ်စေတာလဲ INS ဟာအိန္ဒိယမှာလုံးဝအုပ်တုံတိစောက်နေတဲ့ရေငုတ်တင်မောတိုက်ဖြတ်ရေးရေတိမ်ပိုင်းရေရင်16စီးနဲ့ဒုတိယမြောက်တင်မောဖြစ်ပါတယ်။ဒါပေမဲ့အရွယ်အစားကြောင့်သူ့ကိုအထင်မသေးပါနဲ့သူ့ရဲ့တာဝန်ကတော့ရေတပ်စစ်ပွဲတွေမှာအခက်ခဲဆုံးတာဝန်တွေထဲကတစ်ခုဖြစ်ပါတယ်။အဲ့ဒါကတော့ရိတ်ရောင်ပင်မပြတ်ချင်တဲ့ရေငုတ်တင်မောတွေကိုရှာဖွေတာပဲဖြစ်ပါတယ်။ခင်မီရေငုတ်တင်မောတွေဟာပြည်내ပြည်မှာအန်ဒီယာရှိစုံလက်နက်တွေထဲကဖြစ်တဲ့ဆိုတာဒီရပါသူတို့ဟာတ
တရင်ပများပေါင်းများစွာရေအောက်မှာနေနိုင်ကြတယ်တော်ပီဒိုတွေပြစ်ခတ်နိုင်တယ်ခရုဆိုင်တွေကိုပြစ်ခတ်နိုင်ပြီးလုံးဝမမြင်တွေ့ရပဲပျောက်ကွယ်သွားနိုင်ပါတယ်ဒါကြောင့်တစည်းကိုစာဖွေတွေ့ရှိဖို့ဆိုတာချွတ်လျားနေတဲ့ကောက်ယူပုံထဲမှာအဆာနေရတယ်လို့ပါပဲအဲ့ဒီနေရာမှာ INS ရောက်ရှိလာတာဖြစ်ပါတယ်သူ့မှာဆိုနာစနစ်တွေရေငုပ်တင်မောတိုက်ဖြည့်ရေးဒုံးပြန်တွေပေါ့ပါတဲ့တိုပီတိုနေနဲ့ရေအောက်လက်စားရေးကိရိယာတွေတပ်ဆင်ထားပါတယ်အလောက်ကတော့ရိုးရှင်းပါတယ်ရန်သူရေငုပ်တင်မောတွေနိကစွာရောက်ရှိမလာမီပါတယ်စုံစမ်းထောက်လှမ်းဖို့နောက်ရောက်ခံနိုင်ဖို့နဲ့ဖျက်ဆီးပြဖို့ဖြစ်ပါတယ်ပြီးတော့ဖျက်တင်မောတွေဒို့မဟုတ် free gate စစ်တင်မောတွေနဲ့မတူပဲ INS ဆိုကန်ယူဒန်ရေတင်ပိုင်းအတွင်းဒီဇိုင်းထုတ်ထားတာပါအဲ့ဒီနေရာတွေမှာအိန္ဒိယရဲ့စိတ်ကမ်းတွေစစ်တင်မောတွေကိုဒါမှမဟုတ်ကုန်တင်မောတွေကိုပြစ်မှတ်ထားဖို့ရန်သူရေငုပ်တင်မောတွေမဖြစ်မနေဖြတ်တန်းရမယ့်နေရာတွေဖြစ်ပါတယ်အိန္ဒိယရေတပ်အတွင်းသူ့ကိုတတ်တော်တွင်လိုက်ခြင်းဟာအရေးပါတဲ့အချိန်တစ်ခုမှာဖြစ်ပေါ်လာတာဖြစ်ပါတယ်တရုတ်ဟာအခုအခါအိန္ဒိယပင်လယ်သမုဒ္ဒရာတလျှောက်စစ်စင်ရေးလှုပ်ဆောင်နိုင်တဲ့အိန္ဒိယစွမ်းအင်သုံးရေငုပ်တင်မောများအပါအဝင်ကမ္ဘာအကြီးဆုံးရေငုပ်တင်မောတပ်ဖွဲ့ဝင်တွေကတစ်ခုကိုလက်ပတ်နေပြီဖြစ်ပါတယ်ဒီတော့တွင်ပါကစ္စတန်ဟာတရုတ်မှုရင်းရေငုပ်တင်မောစစ်စည်းကိုစတင်တတ်တော်တွင်းနေပြီဖြစ်ပါတယ်ဒါအစ္စလာမဘတ်အတွက်ဆယ်စုနှစ်များစွာအတွင်းအကြီးမားဆုံးရေအောက်စွမ်းရည်ကိုပေးအပ်သွားမှာဖြစ်ပါတယ်အိန္ဒိယဟာဒီနေ့မှာရိုးရိုးရေငုပ်တင်မော16စီးနီးပါးကိုလက်ပတ်နေပြီးအိန္ဒိယရေတပ်ဟာသူ့ရဲ့ရေငုပ်တင်မောတိုက်ဖြည့်ရေးဒိုင်းကဟယ်လီကော်ပတာကွန်ရက်ရေကြောင်းကင်းလက်လေယာဉ်ရေပြင်စစ်တင်မောတွေနဲ့အခုဆိုရင် INS Madvan လိုမျိုးတီးတဲ့ရေငုပ်တင်မောလိုက်လံဆောက်ဖွေးရေးတင်မောတွေကိုပါခိုင်မာအောင်ဆောင်ရွက်နေပါတယ်ဒါတွေမကသေးပါဘူးအိန္ဒိယရေတပ်ဟာဒီနေ့တစ်နှစ်ထဲမှာပုံမများပြားတဲ့ရေငုပ်တင်မောလိုက်လံဆောက်ဖွေးတင်မောတွေရေဒါရှောင်း free gate တင်မောတွေထောက်ပံ့ရေးတင်မောတွေနဲ့အရန်ရေရင်တွေအပါဝင်စုစုပေါင်းရေရင်ဆက်စစ်စည်းအထိထမှန်ဖြစ်တင်ဖို့စီစဉ်နေကြောင်းသိရပါတယ်အိန္ဒိယသမုဒ္ဒရာအတွင်းမဟာအာဏာပိုင်ပြိုင်ဆိုင်ပြင်းထန်လာတဲ့နဲ့အမျှအိန္ဒိယဟာသူ့ရဲ့အိမ်နောက်ဖေးကိုစိုးမိုးထားနိုင်ဖို့လောင်ကြီးထပ်ထားတာပါဒါကြောင့်မနေ့ဖန်ရဲ့တိုက်ပွဲတွေကိုအနိုင်ရဖို့အကောင်းဆုံးအနေအထားမှာရှိနေပါတယ်ပြသနေတဲ့အချက်အလုံးအရနောက်ထပ်ရေတပ်တိုက်ပွဲဟာရေအောက်မှာတိုက်ခိုက်ကြမှာဖြစ်လို့မမြင်နိုင်တဲ့တိုက်ပွဲဖြစ်နိုင်ပါတယ်ရာစုနှစ်ပေါင်းများစွာအတွင်းရေတပ်အင်အားဆိုတာနိုင်ငံတိုင်းနိုင်ငံကပင်လယ်ပြင်စီပို့ဆောင်နိုင်တဲ့စစ်တမောရေအတွက်နဲ့တိုင်းတာခဲ့ကြတာပါဒါပေမဲ့အခုခါမှာတော့တရုတ်တကယ်ပြိုင်ပွဲဟာနဲ့ဆိုင်တဲ့ရေအောက်မှာမမြင်နိုင်ပဲဖြစ်ပွားနေတာပါ INS Madvan အနေနဲ့အတူအိန္ဒိယဟာအဲ့ဒီတိတ်ဆိတ်တဲ့စစ်ပွဲစီတို့နောက်ထပ်အမဲလိုက်တင်မောတစည်းကိုထမှန်ဖြစ်တင်လိုက်ပြီဖြစ်ပါတယ်